ပြင်ဦးလယ်မှာမျက်မှန်ခိုင်းနဲ့ပတ်သက်လာပြီဆိုရင်အမျိုးအစားပေါင်းမြောက်များစွာရှိပြီးတော့မျက်မှန်ခိုင်းနေဆိုရင်အနည်းဆုံး2000ကနေစပြီးရုပ်ပဲလုပ်ရတဲ့အပြင်ဈေးနှုန်းကလည်းတက်တာပြီးတော့ quality ကလည်းကောင်းတဲ့မျက်မှန်ဆိုင်တစ်ခုစီကိုခရစ်စတန်ကခေါ်သွားပေးချင်ပါတယ်တကယ်ဒီမျက်မှန်ဆိုင်မှာလေမျက်မှန်ခိုင်းနေဆိုရင်ဒီဇိုင်းမျိုးစုံရှိတဲ့အပြင်ကမှမျက်မှန်ခိုင်းတွေကဒီဇိုင်းတူနေတော့မှအယောင်ကွဲဟိုမှာလိုချင်တဲ့သူတွေအတွက်ဆိုရင်တော့လေလုံးဝကိုရွေးချယ်တဲ့ဆိုင်မှာဒီဆိုင်ရဲ့လိပ်စာလေးကကျတော့ပြုံးလင်မျိုးရဲ့နိုင်စင်အနီးကမ္ဘောဇဗန်လမ်းမဟုတ်ပဲနဲ့ဈေးကြီးဘက်ကိုသွားတဲ့လမ်းပေါ်မှာတည်ရှိနေတဲ့တီဟမျက်မှန်ဆိုင်ကြီးပဲဖြစ်ပါတယ်ဈေးကြီးဘက်လမ်းကလာမယ်ဆိုရင်တော့နိုင်စင်မရောက်ခင်သားလေးမှာရှိတယ်ဆိုင်ရဲ့ decoration ရောလေညစ်လေခင်းတဲ့ဆိုင်ပေါ့နော်ညနေဆောင်လာပြီဆိုရင်တော်တော်လေးကိုလာရဲမှာကိုပါတယ်ဆိုင်အတွင်း decoration ဆိုရင်လေ crystal ကလေအဲ့ဒီလမ်းမှာဖြစ်နေကြတော့ဖြစ်ပေမဲ့အတွင်းထဲကိုအဲ့လိုလာမယ်လို့မထင်ထားဘူးပေါ့နော်ဒီကဝင်ကြည့်လိုက်တဲ့အခါမှာဆိုရင် decoration ကအတော်လေးကိုမိုက်တယ်မျက်မှန်ခိုင်းနေရောလေ crystal အခုပြခဲ့တဲ့အတိုင်းပဲဒီဇိုင်းအစုံကာလာအစုံကိုရှိရပေါ့နော်အရှိမမှာပြောခဲ့သလိုပဲဒီဇိုင်းတူနေရဆိုရင်တော့မှခိုင်းတွေကအယောင်ကွဲတွေကစရှိတယ်ဒီတီးရမျက်မှန်ဆိုင်ကြီးရာဆိုရင်လက်လီလက်ကရောင်းချပေးနေတဲ့ဆိုင်ဖြစ်တဲ့အတွက်ကြောင့်ဈေးနှုန်းကလည်းတက်တာတယ်ပစ္စည်း quality လည်းကောင်းတယ်ပေါ့နော်အကယ်၍ဒီတီးရမျက်မှန်ဆိုင်ကနေဝယ်သွားတဲ့ခိုင်းတော်၎င်းမှန်တော်၎င်းပေါ့နော်error ကြောင့်အစမပြေဘူးဖြစ်ပြီးဆိုရင်အစ်စ်ကိုလည်းပြန်ပြီးတော့လဲပြီးပါသေးရဲ့တဲ့တကယ်မျက်မှန်ခိုင်းစုံမစုံကတော့လေ crystal video ကြည့်ရနေသိတာမယ်ပေါ့နော်ဒါအောင်မှလေသူတို့ဒီ store ထဲမှာတူလောင်ထားရတော့မှအများကြီးရှိပါသေးတယ်ပြီးတော့လေဒီတီးဟာမျက်မှန်ဆိုင်မှာဆိုရင်အထူးစင်တစ်ခုရှိရပေါ့နော်သူကလေပထမဆုံးတစ်ချိန်2သိန်းကျော်ဖို့ဝယ်ယူလိုက်မယ်ဆိုရင် VIP ကတ်ရလိမ့်မယ်အကယ်၍ကိုကဒီ VIP ကတ်ကိုရရှိပြီဆိုရင်တခြားကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေတောင်းဝယ်တဲ့အခါမှာဆိုရင်ဒီကတ်လေးကိုထည့်ပေးလိုက်ပါလာဝယ်တဲ့သူကိုလည်း10% discount ပေးမဲ့အပြင်ကတ်ပိုင်ရှင်ကိုလည်းဝယ်သွားတဲ့တန်ဖိုးရဲ့10%ကိုလည်းပြန်ပြီးတော့ပေးအောင်မှာပဲဖြစ်ပါတယ်ဒီလိုမဟုတ်ဘဲနဲ့ကတ်ပိုင်ရှင်ကကိုယ်တိုင်လာပြီးတော့မျက်မှန်ဝယ်မယ်ဆိုရင်ပေါ့နော်20% discount ကိုရရှိအောင်မှာပဲဖြစ်ပါတယ်အခုလိုမျိုးပေါ့နော်တီးဟာမျက်မှန်ဆိုင်မှာလုပ်ပေးထားတဲ့ promotion ရာဆိုရင်လေ VIP ကတ်ရတဲ့လူအတွက်လည်းအဆင်ပြေတယ်လို့တခြားကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေအတွက်ဆိုရင်လည်း discount ရမှာဆိုတော့တော်တော်လေးကိုအဆင်ပြေရပေါ့နော် crystal ရောလေမျက်မှန်ဆိုင်ထဲမှာဆိုရင်ဒီလိုမျိုး promotion လုပ်ပေးထားဆိုရင်ဒီဆိုင်မှာပဲရှိရလို့ထင်တယ်မျက်စိစနက်ချင်တဲ့သူတွေအတွက်ဆိုရင်လည်းခင်မီစက်ကြီးများဖြင့်အခမဲ့စစ်ဆေးပေးနေရဖြစ်တဲ့အတွက်ကြောင့်မျက်မှန်လုပ်ဖို့အတွက်စဉ်းစားထားတယ်ဆိုရင်တနေရာထဲမှာပဲမျက်မှန်ကိုင်းနဲ့ပတ်သက်ပြီးတော့ဒီဇိုင်းအစုံကာလာအစုံရှိရဲ့ဒီတီးဟာမျက်မှန်ဆိုင်ကြီးမှာတွားကြည့်ကြဖို့တဲ့ crystal ရပြန်ပြီးတော့ share လုပ်ပေးလိုက်ပါတယ်ပြင်ဦးလယ်မှာ fancy နဲ့ပတ်သက်လာပြီဆိုရင်လေလုံးဝဒီဇိုင်းဆန်းဆန်းလေးဝတ်ချင်တဲ့သူတွေရဲ့အတွက်ဈေးနှုန်းကလည်းတက်တာရမယ်ဒီဇိုင်းကလည်းစမ်းတဲ့ premium fancy jewelry ဆိုင်တစ်ခုစီကို crystal ကခေါ်သွားပေးချင်ပါတယ် crystal follower ထဲမှာရှိတဲ့မမတွေညီမလေးတွေအတွက်ဆိုရင်ပေါ့နော်ဒီဇိုင်းမှာရှိနေတဲ့လက်ဝဲရတာရာဆိုရင်လေဒီဇိုင်းအရန်ဆန်းတာဖြစ်တဲ့အတွက်ကြောင့် vlog လေးကိုပြီးအောင်ကြည့်လိုက်တော့နော်ဒီဆန်လေးရဲ့လိပ်စာလေးကကျတော့ပြင်ဦးလယ်မျိုးရဲ့မန္တလေးလာရှိုးလမ်းမပေါ့မန္တလေးဘက်ကနေတက်လာမယ်ဆိုရင်စီဇန်အဝိုင်းရဲ့အကျော်ပေါ့နော်ပြင်ဦးလယ်မျိုးရဲ့နိုင်စီမရောက်ခင်နာအေယာဝတီဘန်ရဲ့မျက်စောင်းထိုးပေါ့နော် crystal ခုပြပေးနေတဲ့နေရာလေးရဲ့နားမှာဆိုရင်ပေါ့နော်မြို့ fresh ကဖွင့်ထားတဲ့ coffee ဆိုင်ရဲ့ဘေးမီလီယန်ကဲမုံဆိုင်ရဲ့ဝင်းအတွင်းမှာဖွင့်လှစ်ထားတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီ Million Bakery ဆိုတဲ့ကဲမုံဆိုင်လေးရာဆိုရင်တော့ပြင်ဦးလယ်မြို့သူမြို့သားတွေကတော့အားလုံးနီးပါးသိကြမယ်လို့ထင်တယ်ဆိုင်ရဲ့အပြင်ဘက်မှာကတစ်ပင်စင်းဆိုလေးနဲ့အလှဆင်ထားပြီးတော့ဆိုင်ရဲ့အတွင်းထဲမှာဆိုရင်လက်ဆောင်ပန်းစည်းတွေရောကိမုံတွေရောပေါ့နော်ကိုစိတ်တန်းကြရွေးချယ်ပြီးတော့လဲ order တင်လို့ရတယ်ဒီကိမုံဆိုင်ရဲ့အတွင်းထဲကိုဝင်သွားလိုက်မယ်ဆိုရင်ပေါ့နော် crystal အခုပြပေးနေတဲ့ on the moon ဆိုတဲ့ premium fancy jewelry ဆိုင်ရှိပါတယ်ဒီ on the moon ဆိုင်မှာဆိုရင်ပေါ့နော် promotion အနေနဲ့ဘေး item ကိုပဲဝယ်2ခုဝယ်ရင်10% off မယ်3ခုဝယ်ရင်15% short မယ်4ခုဝယ်မယ်ဆိုရင်20% တော့ short ပြီးမှဆိုတော့လေတော်တော်လေးကိုတန်နေပေါ့နော်ကဲအဲ့ဒါဆိုရင်ပေါ့နော်ဆိုင်မှာကဘယ်လိုမျိုး fancy ပစ္စည်းလေးရှိမလဲဆိုတာ crystal တူလိုက်ပြီးတော့ကြည့်လိုက်ရအောင် crystal ကြီးရတဲ့လောက်ကပေါ့နော်ဒီဆိုင်မှာဆိုရင်ငကတ်တွေလက်စွပ်တွေလက်ကောက်တွေပေါ့နော်စုံနေရန်ကိုရှိရဲဒီဇိုင်းတွေဆိုရင်လေဒီတော်တော်လေးကိုစမ်းနေပေါ့နော်တခြားဆိုင်မှာတော့မှမရနိုင်ဒီဇိုင်းတွေဆိုရင်ဒီမှာအများကြီးရှိတယ် crystal ကကြော်ဒီရှေ့ဆုံးကရှေ့ဟာလေးကိုပြထားပေါ့နော်ပြီးရနောက်မှာဆိုရင်နောက်ထပ်ဒီဇိုင်းတွေလည်းရှိသေးတယ်ဒီဇိုင်းကတော်တော်ကိုစုံတာပါဒီဆိုင်မှာကလေ crystal ရှိမှပြခဲ့တဲ့အတိုင်းပဲပေါ့နော်ဒီ jewelry ဆိုရင်1000ကနေစပြီးတော့ဝယ်လို့ရတယ်တကယ်ဆိုင်ထဲကိုဝင်သွားလိုက်ပြီဆိုရင်လေဒီမမတွေညီမလေးတွေဆိုရင်ပေါ့နော်လုံးဝကိုလိုချင်မှအမှန်ပဲဒီဇိုင်းတွေအရန်ကိုစမ်းတာပေါ့နော် fancy စံဝတ်ချင်သူတွေအတွက်လည်းအဆင်ပြေသလိုပွဲတက်ဝတ်ချင်သူတွေအတွက်ဆိုရင်လည်းအခုလိုမျိုးအကိတ်ဆက်ကြီးရာအစားရှိတယ် crystal ရောလေဒီဇိုင်းမှာရှိနေတဲ့အကိတ်ဆက်တွေဆိုရင်လည်းတော်တော်လေးကိုသဘောကျခဲ့တာပေါ့နော်မြင်လိုက်တဲ့နေကိုလေဝကနေဝါကနေကိုဖြစ်သွားစေမယ့်အယောင်အသွေးနဲ့ဒီဇိုင်းကတော့အခုမြင်တွေ့ရတဲ့အတိုင်းပါပဲပြင်ဦးလယ်မှာလည်းအခုဆိုရင်1000ကျော်ကနေစပြီးတော့ဝယ်လို့ရမယ် premium fancy jewelry ဆိုင်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့် promotion တွေလည်းရှိရမလို့ crystal follower လေးတွေတွားကြည့်လို့ရအောင်လို့ဒီ vlog လေးနဲ့ပြန်ပြီးတော့ share ဝင်လုပ်ပေးလိုက်ပါတယ်